င်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးမှာပြောသွားမှာကတူသောအကျိုးတေးပါတယ်တဲ့ကျွန်တော်တို့ဟာကိုပေးလိုက်တဲ့စေတနာတွေဟာရောင်ပြန်မလာတဲ့အခါမေတ္တာတွေအသွားပြန်မရှိတဲ့အခါကိုယ့်ဘက်ကကောင်းပေးခဲ့တဲ့လောက်လုံးရကြတဲ့အခါဝမ်းနည်းကြရတယ်မဟုတ်လားဒါပေမဲ့ကိုအမြင်သိထားဖို့တစ်ခုကကိုကောင်းပြီးခဲ့ကိုသူကကိုကိုပြန်မကြည့်တဲ့အခါမှာမနေပါနဲ့သူစီကမဟုတ်တဲ့မေတ္တာတွေအခြားသူစီကတေချာပေါက်တင်ရပါလိမ့်မယ်ယူတော်လက်ထက်ပြီးတော့တဲ့ပြရပါလို့ဤဆိုတဲ့ဆုတောင်းလေးကိုအမြင်လက်ကင်ထားစေချင်ပါတယ်လူတစ်ယောက်ကိုပတ်သက်မိဆိုတာနဲ့ရယူဖို့ထက်ပေးဖို့ကိုပဲဦးစားပေးတွေးစေချင်ပါတယ်သူများကိုပေးဖို့ဆိုကိုမှလည်းကြည်ဝနေဖို့ကလိုပါတယ်ဒါကြောင့်ကိုဘက်ကကြည်ဝအောင်စူးစမ်းနေဖို့လိုပါတယ်ရယူလို့စင်မရှိတဲ့အခါဘဝရဲ့ကြည်ဝခြင်းတွေဟာကိုယ်တိုင်စူးစမ်းယူရမှာပဲဆိုတဲ့စိတ်ကအမြဲအားအင်တစ်ခုဖြစ်နေစေပါတယ်။နေပြီးတော့လက်ဖြစ်အောင်စူးစမ်းတဲ့အခါမှာဒီစိတ်ဟာတဘာသူပေါ်မျောနှင်းချက်တွေလောဘတွေမရှိတဲ့အတွက်အေးချမ်းရပါတယ်။သူစီကလည်းပြန်ရပါစေတော့ဆိုတဲ့အကျိုးမျှော်ကိုစိတ်မပါတာစိတ်လည်းမပင်ပန်းရပါဘူးဗျာ။ပိဋကစေတနာတွေကဝမ်းမြတ်သောကုသိုလ်အဖြစ်သာ universe ကသင်ကိုအကြောင်းပြန်ပါလိမ့်မယ်။မိမိပေကံမျှဝေတတ်သောစိတ်ဟာကံကံဤအကျိုးကြောင့်ကိုယ်လည်းဘယ်နေရာရောက်ကိုညီမဆမဲ့သူများနဲ့စုံစည်းခွင့်ရစေပါတယ်ကိုယ့်ဘက်ကပြေးလိုက်တဲ့ချစ်ချင်းမြတ်တာအစ်စ်တွေဟာတိမဲ့ပြမခံရတဲ့ခါမှာလုံးဝစိတ်တက်မကြပါနဲ့ချစ်ချင်းမြတ်တာအစ်စ်တွေပေးတဲ့သူတယောက်ကတနေ့မှတင်နာရောက်လာပါလိမ့်မယ်ပြချစ်တဲ့အရာတိုင်းဆုံးရှုံးရဖို့များပေမဲ့နောက်ဆုံးမှာတော့ချစ်ချင်းမြတ်တာတရားဟာမတူညီတဲ့မီးလန်းတွေနဲ့တင့်စီကိုတစိုက်မဲ့ပြန်ရောက်လာပါလိမ့်မယ်ဒါကြောင့်နေ့စဉ်ဘဝမေတ္တာစစ်စစ်နဲ့ဖြူစင်စွာနေထိုင်ပါတန်တရားတပတ်ပြည့်ပြီးတဲ့အခါမှာကိုယ်စီကိုတူသောအကျိုးများဟာတက်မဲ့စွာရောက်လာပါလိမ့်မယ်ထူးခြားတဲ့မေတ္တာတရားတွေခံစားရတဲ့အခါဒါကိုယ့်ရဲ့စစ်မှန်တဲ့စေတနာကြောင့်ဆိုတာကိုနားလည်လက်ခံထားစေချင်ပါတယ်မေတ္တာတွေရောင်ပြန်ဟဲ့ရင် virtuity ကလည်းတန်ပြန်တက်တာပါပဲကိုပြုလိုက်တဲ့အကုသိုလ်တိုင်းမထီမဲ့နေပြုလိုက်တဲ့မေတ္တာတိုင်းဟာကြံစိုးတတ်ပါတယ်တကယ်မဟုတ်ဘဲသူတစ်ပါးရဲ့အချစ်စစ်ကိုလိမ်ညာမိခဲ့ရင်ကိုယ်တိုင်ကအစစ်မှန်တွေပေးချင်တဲ့သူတွေ့တဲ့အခါအစိတ်လိုမျိုးနဲ့ကြုံရတတ်ပါတယ်မေတ္တာတရားနဲ့စေတနာကိုစော်ကားမိတဲ့အခါမှာမေတ္တာမရှိတဲ့အရက်မှာစေတနာတရားခေါင်းမားသူတွေနဲ့ကြုံရတတ်ပါတယ်လူဆိုတာကိုပြုတဲ့ကံအတိုင်းကိုယ်ထံကြံလာကြတာဖြစ်ပါတယ်တပါးသူပေါ်မေတ္တာထားရင်ချစ်ချင်းမေတ္တာသိစီကြံရောက်လာမှာဖြစ်ပြီးမနာလိုမုန်းတီးရုံမှခြင်းနဲ့ထားရင်အဲ့ဒီအရာတွေတူတော့အကျိုးကြံခံစားရပါလိမ့်မယ်ဒါတွေကကံကံရင်ချိုးတွေပါပဲကိုယ်စိုက်ဖြစ်တဲ့အတိုင်းကိုကြံရိတ်သိမ်းရမှာဖြစ်ပါတယ်လို့ပြောရင်ကျွန်တော်ဒီဗီဒီယိုလေးကိုစုံတက်လိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်